တကယ်ကြီးတော့အားလုံးပဲမင်္ဂလာပါဇလတ်တန်းကနေပြန်လည်ကြိုတင်လိုက်ပါတယ်အခုတက်ဆက်ပေးချင်တာကချိန်ကြီးသွားထိတ်တန်းဇလတ်၅ပုဒ်ကိုရွေးချယ်တက်ဆက်ပေးမှာပဲဖြစ်ပါတယ်ဘယ်စကားတွေဖြစ်မလဲဆိုတာကတော့ကျွန်တော်တို့ဗီဒီယိုလေးဆုံးဖြတ်ပြီးလိုက်ပါကြည့်ရှုအားပေးနိုင်ဖို့ဖိတ်ခေါ်ပါတယ်နံပါတ်ကလူပါ2012ဒီဇလန်လီက IMDb rating မှာဆိုလို့ရှိရင်တော့ 7.40 ရရှိထားတဲ့ဇလတ်ကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် time travel နဲ့ပတ်သက်တဲ့ဇလတ်မျိုးပါ2044ခုနှစ်မှာဒီဇလန်ကိုအခြေတည်ထားတာပါအဲ့ဒီဇလန်ရဲ့2044ခုနှစ်အစမှာ time machine ဆိုတာမပေါ်သေးပေမဲ့နောက်နှစ်30အခြားတဲ့အခါမှာတော့ time machine ကပေါ်နေပါပြီအနာဂတ်ဖြစ်တဲ့2090မှာ time machine တွေပေါ်လာပြီပဲချက်ချင်းပဲတရားမွေဆိုပြီးတော့ပြိပင်ကြတယ်အဲ့ဒီအတွက်လူဆိုးကိုင်းကြီးကြီးတွေကအဲ့ဒါတွေကိုနှိုးဝှက်ပြီးတော့တုံးကြတယ်အဲ့ဒီခေတ်မှာလူချက်ကိုတတ်ပြီးစားဖြောက်ဖို့မလွယ်တဲ့အတွက်သူတို့တွေတတ်ချင်တဲ့ဒီတွေကိုဖမ်းတယ်ကျိုးတုပ်ပြီးဒီနေ့ခေတ်ဖြစ်တဲ့2044ခုနှစ်ကနေတတ်မှတ်နေရာတစ်ခုကိုပို့လိုက်တယ်အဲ့ဒါကမှလူပါဆိုတဲ့ကောင်တွေကအဲ့ဒီနေရာတွေမှာစောင့်နေပြီးတော့ပေါ်လာတဲ့ကောင်တွေကိုပြစ်တက်တယ်စချောက်ပြတယ်အဲ့ဒီနောက်မှာတော့သူတို့ထည့်ပေးလိုက်တဲ့ငွေများရွှေများတွေကိုသူတို့တွေကပေးမဲ့ဖြစ်နေယူကြတယ်အနာဂတ်ကလည်းအဲ့ဒီလုံချင်တဲ့သူတို့နဲ့အလုံးလုံးနေတဲ့လူပါတွေနဲ့ဆေးဖြတ်ချင်လာတယ်စာချုပ်တွေဖြတ်ချင်လာတဲ့အခါမှာတော့အဲ့ဒီလူပါတွေရဲ့အသက်ကြီးသွားတဲ့ဘာရှင်ဖြစ်တဲ့2090ကကောင်တွေကိုသူ့ရဲ့အငယ်ဘာရှင်ဖြစ်တဲ့2044စီကိုပြန်ပို့ပြီးတော့တက်ပြစ်တကြပါသေးတယ်ဒီရက်မှာဒီလိုပဲဆလာရဲ့အငယ်ဘာရှင်တယောက်အကြီးဘာရှင်ကိုပြန်တက်ဖို့အတွက်အကြောင်းပန်လာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေကိုစိတ်ဝင်စားနေကိုကြည့်ရှုခန်းစားမှာဖြစ်ပါတယ်။ဒါကြောင့်ဘယ်တကယ်ကြီးတို့မီဆာကြည့်တဲ့ဆလာကုန်းတစ်ပုတ်အဖြစ်နံပါတ်9နေရာကနေ YouTube တင်ဆက်ပေးထားပါတယ်။နံပါတ်4 Triangle 2009ဒီဇလန်လေးက IMDb rating မှာဆိုလို့ရှိရင်တော့ 6.90 ရရှိထားတဲ့ဒီဝက်စမ်းကျဲပုံစံမျိုးနဲ့စိတ်တစားဆန်ဆန်လူသက်ကားပုံစံမျိုးဖြစ်ပါတယ်။စိတ်တစားအသားပေးလူသက်ကားပုံစံမျိုးနဲ့လူဝက်စမ်းကျဲဆန်ဆန်မျိုးဖြစ်တာနဲ့ဒီဟိုရောက်တယောက်ဆက်ကွက်လေးကိုတဝဲတပြားဖြတ်တနေခဲ့ပြီးမှဟိုစားဒီစားဆက်ဆက်ယူရတဲ့ဇလန်မျိုးပါ။ကြည့်နေစေတဲ့ကြည့်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့တွေကိုတွေးစရာတပုံတပင်ပေးသွားနိုင်တဲ့ဇလန်မျိုးလည်းဖြစ်ပါတယ်။ဇလန်ရဲ့ကြော်ယူကအပျော်စီးရွှဲနေတဲ့ဈေးပေါ်မှာလိုက်ပါလာတဲ့လူတစုပယ်လီမီမှာမိုးကြီးမုန်တိုင်းတစ်ခုနဲ့ပတ်ပင်းတိုးကြပါတယ်။အဲ့နောက်မှာတော့လုံးဝမှောက်ခုံကြီးဖြစ်နေတဲ့ရွက်လေးပိုက်ပေါ်ကလူတစုကအနားမှာဘွားကနေပေါ်လာတဲ့သင်္ဘောကြီးပေါ်ကိုတက်လိုက်ကြရဲဆိုပါစို့ဗျာသင်္ဘောပေါ်မှာလူတယောက်မှပါမလာဘူးဒါပေမဲ့စားစရာတွေတစ်တီတွေလျှက်စစ်တွေလည်းပတ်နေတဲ့အင်ဂျင်တွေနဲ့လူပါမဲနဲ့ရွေ့နေတဲ့သင်္ဘောကြီးပဲဖြစ်ပါတယ်သင်္ဘောနာမည်ကလူတဦးရဲ့နာမည်သူကနဖျားရီထဲကမှတီဗီကိုမတင်နိုင်တဲ့ဂရုတွေပေးပြီးတော့လေငယ်လှည့်ဖျားခဲ့တဲ့အတွက်တောင်ပေါ်ကိုကြောက်တုံးကြီးကိုတွန်းတင်ထိပ်ပေါ်ရောက်တော့ကြောက်တုံးကြီးကပြန်ပြီးတော့လိမ့်ကျသွားတယ်နောက်နေ့မှာတော့စားကနေပြန်တွန်းတင်ရမယ်အဖြစ်တန်ကိုခန်းစားနေရတဲ့သူဖြစ်ပါတယ်လူပဲဖြစ်ဖြစ်သူတို့ကသဘောပေါ်ကိုတက်သွားတယ်။ကြောက်ပြီးကြောက်အသက်ခံရတဲ့အတွက်သေကိုရတယ်။တိမ်မီးစီကလည်းလွတ်အောင်ပြေးကြရင်းနဲ့ပဲတိမ်မီးစီမှာပြန်လဲဝတ်သွားခါရနေရတဲ့သူတို့ရဲ့ကံကြမ္မာကဘယ်လိုမျိုးအဆုံးသက်သွားမလဲ။သူတို့ရဲ့ကြုံတွေ့နေရတဲ့ချိန်စာတွေကိုရောဘယ်လိုဖြေချမလဲဆိုတာတွေကိုဒီဇလန်ထဲမှာစိတ်တစားဆန်ဆန်ဇလန်းဆိုင်ဆန်ဆန်တွေကိုကြည့်ရှုခန်းစားပါပဲဖြစ်ပါတယ်။ဒါကြောင့်ပဲတကယ်ကြီးတို့မီဆာကြည့်တဲ့ဇလန်ကောင်တစ်ပုဒ်အနေနဲ့နံပါတ်၄နေရာကနေရွေးထုတ်တင်ဆက်ပေးထားပါတယ်။နံပါတ်3 Time Crimes 2009ဒီဇလန်လေးကတော့ IMDb rating မှာဆိုလို့ရှိရင်တော့70ရရှိထားတဲ့ time travel ဇလန်ကောင်တစ်ပုဒ်ပဲဖြစ်ပါတယ်။ဒီဇလန်လေးကအစပိုင်းမှာတော့ပြင်းမကောင်းတဲ့ထင်ရပေမဲ့မိနစ်20လောက်အကြာမှာတော့တိတိတသားကြီးကိုဒီဇလန်ထဲမှာကျွန်တော်တို့ကိုယ်တိုင်ရောက်သွားတဲ့လိုမျိုးခန်းစားစီမဲ့ဇလန်မျိုးပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့လက်ခံလို့ရလောက်တဲ့ဖြစ်နိုင်ခြင်းတစ်ခုကိုဒီဇလန်ထဲမှာပြတာတယ်။ time travel လို့ဆိုရမလားပဲ။ဒါမှမဟုတ်လို့ရှိရင်ဖန်ဆင်းထားမှုတစ်ခုလား။ထူးခြားတဲ့ဆက်မြောက်မှုတစ်ခုလား။ဇလန်ပြီးတဲ့အထိကိုတော်လေးကိုစိတ်ဝင်စားနေကြည့်ရှုရမယ်ဇလန်မျိုးပါ။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့တစ်ခါမှမလုပ်ဘူးတဲ့အလုပ်တစ်ခုကိုဒီနေ့စပြီးတော့လုပ်တယ်ဆိုပါစို့ဒါပေမဲ့အဲ့ဒီအလုပ်ကိုလုပ်နေတော့ငါအရင်ကဒီအလုပ်ကိုလုပ်ဘူးသူလိုပဲဆိုပြီးတော့တေးဥကြပါလိမ့်မယ်ပြောချင်တာကတော့ဒီစကားကလည်းအဲ့လိုသဘောတရားကိုနည်းနည်းလေးတော့တက်ရောက်မှုရှိရဇလန်မျိုးပါအားလုံးချုပ်ပြီးပြောရမယ်ဆိုရင်တောစနာကအင်ကြီးမှာလာနေတဲ့လင်မယားနှစ်ယောက်စီမှာအပေါ်ကကျွန်တော်ပြောပြခဲ့တဲ့လိုဖြစ်ရဆန်းကြီးကြုံနေလာခဲ့ရတာကိုစိတ်ဝင်စားနေကိုတော်ကြီးအရှုခံစားမယ်စိတ်ရည်မှုတွေမျိုးဖြစ်ပါတယ်အဲကြောင့်ပဲတကယ်ကြီးတို့မီဆန်ကြည့်တဲ့ဇလန်ကုန်တစ်ပုဒ်ဖြစ်နံပါတ်3ညကနေရွေးထုတ်တင်ဆက်ပေးထားပါတယ်နံပါတ်1 Predestination 2014ဒီဇလန်လေးက IMDb rating မှာဆိုလို့ရှိရင်တော့ 7.40 ရရှိထားတဲ့အချိန်ကြီးသွားဇလန်တစ်ပုဒ်ပဲဖြစ်ပါတယ်။အတိတ်ဆိုတဲ့ຢာကပြုပြင်လို့ရကောင်းတဲ့ຢာဖြစ်နိုင်တယ်။ပြုပြင်ချင်တာပြုပြင်လို့ရတယ်ဆိုရင်အနာဂတ်ကပို့ပြီးတော့ကောင်းလာနိုင်ဦးမလား။ဘာဝလောကကြီးကစီမံပေးပြီးတဲ့စက်ပေါ်ပေါ်မှာကျွန်တော်တို့ရဲ့ light သေးကနေရတာကပဲကျွန်တော်တို့ပို့ပြီးတော့လူပီတာတာမဟုတ်ဘူးလား။ကျွန်တော်တို့မှာဘလို့ချင်တဲ့အတိတ်ရဲ့ပြန်တန်းတလွှမ်းမိုးရတဲ့တိတ်တွေဆိုပြီးတော့ရှိကြပါတယ်။ဒါပေမဲ့တိတ်ဆိုတာကအတိတ်ပဲဖြစ်တာကြောင့်မလို့တော့မှပဲချန်ထားခဲ့တာကအကောင်းဆုံးပဲဖြစ်ပါတယ်။ဒီဇလန်လေးက plot twist ကိုအသားပေးထားတဲ့ဇလန်လေးဖြစ်တဲ့အတွက်ဇလန်အကြောင်းကိုညွှန်ရမယ်ဆိုရင်တော့အများကြီးကိုညွှန်စရာမရှိပါဘူး။အမတန်မှကျွမ်းကျင်တရက်ပြီးတော့ချီယာစီရဲ့ဘုံသမားတို့ကိုတဲတဲလိုက်နေရတဲ့အဖွဲ့အစည်းကြီးတစ်ခုရှိပါတယ်။ agent ဆက်တယောက်ထဲကအတော်ဆုံး agent ဂျွန်တို့ကရင်ဘတ်ကိုရောအသေးကိုရောအချိန်တွေရောရှိပြီးဘုံသမားနောက်ကိုလိုက်လံတုတ်တင်ခဲ့ရပါတယ်။ဒါပေမဲ့သူကဘာတူလဲ။သူတုတ်တင်ရမယ့်ဘုံသမားကရောဘာတူဖြစ်မလဲ။
ဘောသမန်ကရောဘာကြောင့်လူအများကြီးကိုလိုက်တက်နေရလဲဆိုတာတွေကိုဒီဇလန်နဲ့မှာမြင်ပြရအောင်ပါအထူးချက်ပေးချင်တာကတော့ဒီဇလန်နာမည်ကျော်တဲ့အကြောင်းရင်းကဒီဇလန်နဲ့မှာပါတဲ့စကားပြောတွေပဲဖြစ်တဲ့အတွက်ကြောင့်စကားပြောတွေကိုကြော်ကြည့်ချင်တဲ့သူတွေမုတ်စားရတဲ့စကားလုံးတွေကိုဖတ်လိုက်ရတဲ့သူတွေကတော့ဇလန်ကိုထဲဝင်နားလည်မှာမဟုတ်တဲ့ဇလန်မျိုးဖြစ်ပါတယ်ဒီဇလန်ကိုနားလည်ဖို့အတွက်ဆိုရင်တော့စကားပြောတွေကိုအတော်လေးကို view site ပြီးကြည့်မှာပဲပို့ပြီးတော့အစီအမံကလိမ့်မယ်ဒါကြောင့်ပဲတကယ်ကြီးလို့မီဆာကြီးနဲ့ဇလန်ကောင်တစ်ပုတ်နေတဲ့နံပါတ်1ကနေရေးထုတ်တစ်ဆက်ပေးထားပါတယ်နံပါတ်1 the butterfly effect ဒီဇလန်လေးက IMDb rating မှာ solution တော့ 7.6 ရရှိထားတယ်တကယ်ကမှကြည့်လို့ကောင်းတဲ့ဇလန်တစ်ပုတ်ဖြစ်ပါတယ် butterfly effect ဆိုတာကတည်တည်မမလေးပြောင်းလဲရကနေထင်မထားပဲတဲ့ကြီးမားတဲ့ပိစာတွေဖြစ်ကုန်တာမျိုးပါ Evan ဟာငယ်စဉ်ကတည်းကစိတ်ထိခိုက်စရာတစ်ခုခုကြုံပြီးရတဲ့အခါတိုင်းမှာအညံနေပြောက်သွားတတ်ပြီးတော့ပိစာတွေအားလုံးဖြစ်ပြီးသွားတော့မှတတိပြန်လည်တတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်ဆရာဝန်တွေနဲ့သူ့မိကတော့ဆေးရွက်တစ်ခုလို့ထင်ပြီးတော့သူ့မညံနေတွေထောက်ကူဖြစ်စေနိုင်ဖို့နေ့စဉ်မတန်ကိုရေးထိုက်ပါတယ်အဲ့ဒီလိုနဲ့ပဲသူကြီးဝင်လာတဲ့အချိန်မှာတော့ငယ်ကရေးခဲ့တဲ့နေ့စဉ်မတန်ကိုပြန်ဖတ်လို့ရှိရင်သူအချိန်ကသတိလစ်နေခဲ့တဲ့အခြေအနေကိုပြန်ရောက်သွားတာကိုသိလိုက်ရပါတယ်အဲဒီနောက်ပိုင်းမှာတော့ Evan Harry Swan ကိုတုံးချပြီးတော့သူနဲ့သူ့တကယ်အခြေအနေချင်းဆိုင်ကြုံပြီးခဲ့ရတဲ့အတိတ်ကတော်လို့6ချစရာဖြစ်ပျက်တွေကိုပြန်ပြင်ဖို့အတွက်ကြိုးစားပါတယ်။ဒါမဲ့လည်း Butterfly Effect ဆိုတဲ့အတိုင်းပဲတင်လိုက်တဲ့အကောင့်ထဲမှာမလိုလားတဲ့ကျိုးဆက်တွေကဖြစ်ပေါ်လာခဲ့ပါတယ်။ Evan တယောက်အနေနဲ့သူချရတဲ့သူတွေကိုကယ်တင်နိုင်ဖို့အတွက်ဘယ်လောက်ထိစွန့်စားမလဲဆိုတာတွေကိုဒီဇလန်ထဲမှာ mind blowing ဆက်ဆက်စိတ်လှုပ်ရှားမှုအပြည့်အဝကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲတကယ်ချင်းတို့မြည်စမ်းကြည့်တဲ့ဇလန်ကောင်တစ်ပုဒ်အနေနဲ့နံပါတ်1နဲ့ကနေရွေးထုတ်တစ်ဆက်ပေးထားပါတယ်။ Special bonus စကားအနေနဲ့ source code 2017ကိုရွေးချယ်ပေးထားပါတယ်။ဒီဇလန်လေးက IMDb rating မှာဆိုလို့ရှိရင်တော့ 7.5 ထိရရှိထားတဲ့ဇလန်ကောင်တစ်ပုဒ်ပဲဖြစ်ပါတယ်။သူတစ်ပါးအုံနောက်ထွေးကိုမှတ်ဉာဏ်တွေတွင်းချင်အောင်တွဲမယ်။ဖြတ်ချင်တယ်လို့ဖြတ်ပြီးတော့ SG ကလို့သဘောထားနေကြတဲ့လူငန်းစီကိုစိုက်တည်ထားတဲ့ source code ဆိုတဲ့ဒီဇလန်မှာဆွေစုံရမင်းသားကြီးဖြစ်တဲ့ Jake ရေဒီဟောကပါဝင်ဥဆောင်ထားပါတယ်။ချီကာကိုမြို့ပတ်ရထားပေါ်မှာလူထားလာသူတယောက်ကိုမသိတဲ့ကောင်မလေးတယောက်က GDD စကားတွေလာပြောတယ်။ကိုမကြောက်ရတဲ့နာမည်နဲ့ကိုခေါ်တယ်။မန်သွားကြီးတော့လည်းကိုမျက်နှာမဟုတ်။ပစိုက်ထဲက IV ခက်ကလည်းကိုကမဟုတ်။လက်ထားပေါ်သူဘယ်လိုရောက်နေရလဲ။ဘာရွေချက်နဲ့ပို့ဆောင်ခဲရလဲ။စသဖြင့်မိကုံးမျက်စာတွေကိုဒီဇလန်တွေကအစိတ်ဝင်စားတွေကိုကြည့်ရှုခန်းစားမှာဖြစ်ပါတယ်။ဒီဇလန်ကဇလန်အချင်းကိုလည်းမဲ့တိထားပြီးပို့ပြီးတော့ကြည့်ရတဲ့အဲ့ဒါရှိတဲ့ဇလန်ပုံစံမျိုးပါ။ဒါကြောင့်ပဲတကယ်ချင်းတော့ဖြစ်မနေကြီးစကြည့်တဲ့ special bonus ဇလန်အနေနဲ့ထည့်သွင်းပေါ်ပြပေးလိုက်ပါတယ်။အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဗျာဗီဒီယိုလေးကအကြောင်းအရာတွေကိုနှိပ်သက်တယ်ဆိုရင်တော့ like share subscribe comment လေးနဲ့အတူ notification call လေးကိုနှိပ်ထားပြီးတော့အဆောင်မြောက်အားပေးနိုင်ပါတယ်တကယ်ချင်းအားလုံးပဲနောက်တော့မှပြန်လည်ဆုံတွေ့ကြတာပေါ့